ဘလုံးကားကြီးဖြစ်သွားတဲ့သဘောကျနေဆိုတဲ့အကြောင်းဖွင့်ချလာတဲ့လာနိုတုံကဲပရိသတ်ကြီးတို့၏အခြေအကြီးအကျမ်းမေးတယောက်အနေနဲ့ရက်တီနေခဲ့သူမမလာနိုတုံကတော့ခုချိန်မှာဆိုရင်သူကိုယ်တိုင်ခန်းစားနေရတဲ့အရာချို့ကိုတရားဝင်ချပြလာခဲ့ပြီပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ဟုံတာဆန်းကိုမောင်လေးတယောက်လိုရောသားတယောက်လိုရောချစ်သူတယောက်လိုပါချစ်မြတ်နိုးတဲ့အတွင်းဟုံတာဆန်းကိုဂျမနိုင်းရာသီကွင်းတဲ့သူတယောက်ဘလောက်ပဲရှုပ်ပေချိုတက်ပြီးတော့ချစ်မြတ်နိုးခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းပြက်စဲကြတဲ့ခါတိုင်းမှာလည်းဟွန်ဒါဆန်ဘက်ကဖောက်ပြန်လို့ဆိုတဲ့အကြောင်းပြချက်တွေကြောင့်သာခဏခဏပြက်စဲကြတာဖြစ်တယ်လို့အသိနူတဲ့လာနိုထုံကတော့ဟွန်ဒါဆန်ပြန်ချောလိုက်ပြီဆိုတာနဲ့ပြန်တည့်သွားပါပြီရှင်ဆိုတဲ့စာကြောင်းနဲ့ပရိသတ်တွေကိုခဏခဏအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေကတော့တရားဝင်တွဲနေကြသူတွေဖြစ်ပေမဲ့လည်းရက်လိုက်တွဲလိုက်နေခဏခဏအခြေတင်နေများလွန်းတာကြောင့်ပရိသတ်တွေခင်ဗျာသူတို့နှစ်ယောက်ကိုကြည်ရဲနဲ့မယိုးနိုင်အောင်ဖြစ်နေကြရတာပါ။အခုချိန်မှာဆိုရင်တော့မမလာနိုထိုလိုအချီကြီးလို့နဲ့သူတယောက်ကိုစော်ကားလိုက်တဲ့ဟွန်ဒါဆန်ကတော့မကြီးဖြစ်သူနဲ့ဖောက်ပြန်ပြီးတော့မတိချအောင်ဆောင်နေခဲ့ပါတယ်။ဒီလိုမျိုးမတိချအောင်ဆောင်တာနဲ့ပတ်သက်လို့ဝန်ခံခြင်းမရှိတဲ့ဟွန်တာဆန်ကိုအင်မတန်ယွန်ရှာသွားပြီးတော့စိတ်နာသွားပြီးဖြစ်တာကြောင့်သူနဲ့နောက်ထပ်တစ်ချိန်ပတ်သက်ပြီးတော့မှမဟုတ်ဘူးလို့သူမရဲ့ Facebook စာမျက်နှာမှာပြောလာခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့ရောချစ်မိတာကိုလွဲသုံးစားလုပ်ပြီးဖောက်ပြန်တဲ့သူတယောက်နဲ့ဆုံခဲ့မိမယ်ဆိုရင်ဘာလို့မလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။